အောင်စိတ်ရဒုက္ခကိုယ်ရဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံပြီးလေဒီနေ့ဒါပင်မနဲ့နေတော့တညိုက်တာအဲ့ဒီအခက်လေးကိုပျော်ရွှင်မှုတွေအားလုံးဖြတ်တန်းနိုင်ပါစေလို့ကိုတို့ကတကယ်တည်းကိုယ့်ရဲ့မိတ်ဆွေတွေပေါင်းနေနေကိုတို့ကလည်းဒီဆောက်ချိုးပဲသွားမှာပဲပတ်စံရှိတဲ့ဒီဆောက်ချိုးပတ်စံမရှိတဲ့ဒီဆောက်ချိုးပဲသွားမှာပဲအပြင်မှာလည်းဒီပုံစံပဲဗီဒီယိုထဲမှာလည်းဒီပုံစံပဲတစ်တော့ပေါ်မှာလည်းဒီဆောက်ချိုးပဲအပြင်မှာလည်းဒီဆောက်ချိုးပဲဘာလို့လဲဆိုတော့ကိုတို့ကကိုတိုင်းကိုကကိုသူများတကောက်လိမ့်မဲ့တဲ့စိတ်လည်းမရှိဘူးညာဖို့စိတ်လည်းမရှိဘူးကောက်ချစ်ဖို့စိတ်ထားလည်းကိုတို့မှမရှိဘူးနော်အဲ့ဒါမို့ကျန်တဲ့လူတွေကိုလည်းကိုတို့ကစိတ်ရင်းနဲ့ပဲပေါင်းတာဟဲ့ကွာအမျိုးသမီးတွေတခါတည်းပြောထားမယ်နော်အခုမိန်းကလေးတွေဘက်ကိုပြန်လှည့်ပြီးပြောကြည့်မယ်ဒီလားဘယ်လိုပြောမလဲကိုယ့်ရဲ့လင်းယောက်ျားသားကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်အဲ့ဒီအပေါ်မှာစိတ်မချဘူးဆိုလို့ရှိရင်လေခလေးပြုံးဝင်နေဘယ်တော့မှမယူနဲ့တူချင်းကြိုက်ချင်းညာချင်းခလေးဘယ်တော့မှမယူနဲ့တင်းကိုအချင်းခါဆန်းတက်နော်အချင်းခါဆန်းတက်အချင်းခါဆန်းတက်ကိုယောက်ျားကိုလုံးဝသိချပြီးဆိုတော့မှခလေးယူကြစေတနာနဲ့ပြောတာဘာဖြစ်လို့အဲ့စကားပြောတာလဲသိလားယောက်ျားကောင်းတော့မောင်းမတစ်ထောင်မှန်ပါတယ်နော်မိန်းမတွေကဘာသာသူပြန်ထားတယ်ထင်တယ်ဟေ့သပင်အစီလင်းအစီဟေ့တဲ့သပင်အစီလင်းအစီဟေ့တဲ့ချာဟာနင်တို့ကမိန်းမတွေပါငါတို့ကယောက်ျားလေကားသုံးတဲ့ဆင်းလူပြိုတန့်ဖြစ်တယ်ယောက်ျားကကြွေးကြော်လိုက်တယ်မိန်းမဖြစ်တယ်လူကဟေးနင်တို့ကမှလေကားဆင်းရတာညောင်းသေးတယ်ငါတို့ကဂရင်းပေါက်လေးဖွင့်ပြီးတော့လကားဟေးဆိုအိမ်မှာကြိုးကြွားမှာကိုတို့ကအားရအကုန်သိတယ်ဒါကြောင့်မို့လို့သမီးတို့လူမလေးတို့ညီမလေးတို့မမကြီးတို့အချိန်ရှိတုံးလေးကိုလှုပ်ရှားရှိတာလေးလှုပ်ကြနော်